္ဂလာပါရှင် Independent Voice မြန်မာရဲ့ပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေဒီကနေ့2026ခုနှစ်ဖေဖော်ဝါရီလ15ရက်တနင်္ဂနွေနေ့ရဲ့နနက်ခင်းသတင်းစီစဉ်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်မကတော့စီစဉ်တင်ဆက်သူနိုးရပြပိုင်းပါပထမဆုံးတင်ဆက်ပေးမယ်သတင်းတစ်ပုဒ်အနေနဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းတိုက်ပွဲတွေမှာစီးရေးအရဆုတ်ခွာခဲ့ရတဲ့ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိအရာရှိ3ဦးကိုအကြမ်းဖက်စစ်ကောင်စီကတေတံနဲ့နှစ်ရှည်ထောင်ဒဏ်တွေချမှတ်လိုက်တဲ့သတင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရခိုင်ပြည်နယ်ဘူးသီးတောင်တိုက်ပွဲတွေအတွင်းစစ်စင်ရေးနယ်မြေကနေဆုတ်ခွာခဲ့မှုနဲ့ပတ်သက်ပြီးစစ်တွေအခြေစိုက်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ဒါကဆစစ်ခုံရုံးကနေအရာရှိကြီး3ဦးကိုပြင်းထန်တဲ့ပြည်ဒဏ်တွေချမှတ်ခဲ့တာပဲဖြစ်ပါတယ်။ပြည်ဒဏ်ချမှတ်ခံရသူတွေထဲမှာခလာရ263တပ်ရင်းမှုဒုတိယဗိုလ်မှူးကြီးစန်းကျော်သူကိုတေတံချမှတ်ခဲ့ပြီးခမရ352တပ်ရင်းမှုဒုတိယဗိုလ်မှူးကြီးတိုးဝင်းမြင့်နဲ့စကခ19မှဗျူဟာမှုဒုတိယဗိုလ်မှူးကြီးကျော်စင်တန်းတို့ကိုတော့ထောင်ဒဏ်အနှစ်20စီချမှတ်ခဲ့တယ်လို့မြန်မာစစ်ဘက်ဆိုင်ရာရေးရာနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့အစည်းကသိရှိရပါတယ်။အဆိုပါအရာရှိတွေဟာပြီးခဲ့တဲ့2024ခုနှစ်မေလအတွင်းဘူးသီးတောင်တိုက်ပွဲတွေမှာစကခ15မှုဗိုလ်မှူးချုပ်သူရိန်ထွန်းရဲ့မိန့်ပေးမှုဆိုင်ရာပြဿနာဖြစ်ပွားခဲ့ပြီးနောက်ဖမ်းဆီးစစ်ဆေးခံခဲ့ရတာပဲဖြစ်ပါတယ်။စစ်ကောင်စီဟာစစ်စင်ရေးနယ်မြေကနေစုခွာသူတွေကိုတပ်မတော်အဥပဒေတွေနဲ့ပြင်းထန်အရေးယူနေခဲ့တာဖြစ်ပြီးရခိုင်ကလည်းကြောက်တော်တိုက်ပွဲနဲ့နောင်ချိုတန်ဖိုးတိုက်ပွဲတွေကစုခွာခဲ့တဲ့ဗျူဟာမှုနဲ့အရာရှိတွေကိုတေတံနဲ့ထနစ်ရှည်ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ဦးတာပဲဖြစ်ပါတယ်။ယခုလိုစစ်ကောင်စီရဲ့စစ်ဘက်ဆိုင်ရာပြည်ဒဏ်ပေးမှုတွေကိုထုတ်ပြန်ခဲ့တဲ့မြန်မာစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ဟာစီရီယန်တပ်မတော်သားတွေနဲ့ဖွဲ့စည်းထားခဲ့တာဖြစ်ပြီးစစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေကိုအမြဲမပြတ်မှတ်တမ်းတင်စောင့်ကြည့်နေတဲ့အဖွဲ့ဖြစ်ကြောင်းသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းဗရောင်းမြို့နယ်ရှိကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစ16ကိုအာရခတပ်တော် AA ရဲ့ထိုးစစ်ချင်းကပ်လာနေတာကြောင့်အကြမ်းဖက်စစ်ကောင်စီဘက်ကပြည်မြို့နယ်အုပ်ရှိပင်မြို့တွေမှာလုံခြုံရေးအင်အားတိုးချပြီးတင်းတင်းကြပ်ကြပ်စစ်ဆေးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလပထမဘက်ကနေစပြီး AA ရဲ့ထိုးစစ်ဟာကပ္ပစ16စက်ရုံဤထိရောက်ရှိလာခဲ့ရာလက်ရှိမှာကာကင်းစကန်3ခုသာကျန်ရှိနေတော့တာဖြစ်ပါတယ်။အဆိုပါအခြေအနေတွေကြောင့်စစ်ကောင်စီဟာစက်ရုံရဲ့လက်နက်ထုတ်လုပ်မှုကိုရပ်ဆိုင်းထားပြီးတပ်တွင်းရှိကလေးငယ်နဲ့တပ်ကြီးရွယ်အိုတွေကိုနေရက်ပြန်ခိုင်းနေသလိုစစ်တီရဲမှတ်တွေကိုပါလက်နက်တပ်ဆင်ပြီးအသင့်အနေထားပြင်ဆင်ခိုင်းရတယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာ AA ဟာကပ္ပစ16အနီးရှိ.666 စခန်းအပါအဝင်ကာကင်းစခန်း9ခုကိုသိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ကျန်ရှိနေတဲ့ .506, .353 နဲ့ .288 စခန်းတွေသာထပ်မံကျဆုံးသွားပါကAA ရဲ့ထိုးစစ်ဟာကပ္ပစ16ကိုတိုက်ရိုက်ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ဒီစစ်ရေးအခြေအနေတွေကြောင့်စစ်ကောင်စီဟာပြည်မြို့နယ်အုပ်ရှိပင်လမ်းဆောင်တွေမှာမှတ်ပုံတင်တဲ့ထောက်ခံစာတွေကိုအသေးအတန်စစ်ဆေးနေပါတယ်။အထူးသဖြင့်ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူတွေကိုဖမ်းဆီးတာလူငယ်တွေကိုပေါ်တာဆွဲတာတွေလှုပ်ဆောင်နေရကြောင်းဖေဖော်ဝါရီလ1ရက်နေ့ကစပြီးပြည်ကံမလန်းဆောင်မှာဖမ်းဆီးခံရသူ20ကျော်ရှိနေပြီလို့သိရှိရပါတယ်။ AA တပ်ဖွဲ့ဝင်တွေမြို့ရင်းစိတ်ဝင်နေတယ်ဆိုတဲ့စိုးရိမ်စိတ်ကြောင့်စစ်ကောင်စီကအခုလိုခံစစ်အတွက်အသေးအတန်ပြင်ဆင်နေတာဖြစ်ကြောင်းသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ချင်းပြည်နယ်ဖလန်းမြို့ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အားထောင်ချီပါဝင်တဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုချင်းတော်လိုင်းရဲတပ်ပေါင်းစုတွေကကြားဖြတ်တိုက်ခိုက်နေပြီးအရာရှိကြီးတွေအပါအဝင်စစ်ကောင်စီဘက်ကအကြအဆုံးများပြားနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကလေးဖလန်းလမ်းပိုင်းကိုစိုးမိုးနိုင်မှုအတွက်ပြီးခဲ့တဲ့ဒီဇင်ဘာလကလေးကစစ်ကြောင်းခွဲပြီးထိုးစစ်ဆင်လာခဲ့တဲ့တပ်မ89လက်အောက်ခံအင်အားထောင်ချီပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းကိုချင်းတော်လိုင်းရဲတပ်ဖွဲ့ဝင်တွေကဖလန်းမြို့အနီးနေရာ3ခုမှာကြားဖြတ်ဟန်တာတိုက်ခိုက်နေခဲ့တာပဲဖြစ်ပါတယ်။ဖေဖော်ဝါရီလ23ရက်နေ့တိုက်ပွဲအပြီးနယ်မြေရှင်းလင်းရေးလှုပ်ဆောင်ရမှာစစ်ကောင်စီရဲ့လက်နက်ခဲယမ်းနဲ့လက်နက်ကြီးအမြောက်အများကိုသိမ်းဆည်းရမိခဲ့တယ်လို့သိရှိရပါတယ်။ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနပြန်ကြားရေးတာဝန်ခံစလိုင်းနိုင်ဂျွန်ကင်ရဲ့ပြောကြားချက်အရဖလန်းမြို့နယ်အတွင်းရှိနလတာတိုက်ပွဲကာလအတွင်းမှာစစ်ကောင်စီဘက်ကဗိုလ်မှူးအဆင့်ရှိအရာရှိ9ဦးအပါအဝင်စစ်သား200ကျော်အထိသေဆုံးခဲ့ပြီးစစ်တုံးမှန်တချို့ကိုလည်းဖမ်းဆီးရမိထားတယ်လို့သိရှိရပါတယ်။စစ်ကောင်စီဘက်ကတော့မြေပြင်စစ်ကြောင်းတုံးမပေါက်တာကြောင့် Jet Fighter နဲ့ Y12 လေယာဉ်တွေကိုအသုံးပြုပြီး
အကြိမ်90နဲ့မနေ့ဘုံကျဲတိုက်ခိုက်နေခဲ့တယ်လို့အသေးခံဒရုန်းတွေကိုပါအဓိကအသုံးပြုပြီးထိုးစစ်ဆင်နေခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒေါ်လာရေးတပ်ဖွဲ့ဝင်တွေရဲ့အခုခံစစ်ကြောင့်စစ်ကောင်စီဘက်မှအထိနာနေပြီးစစ်ကူနဲ့ရိတ်ခါတွေကိုအသေးအတန်ဖြည့်တင်းနေရတယ်လို့သတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံအတွင်းကျန်ရှိနေသေးတဲ့နိုင်ငံရေးအကျဉ်းသားအလုံးကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့ဖိလစ်ပိုင်နိုင်ငံကတိုက်တွန်းနှိုးဆော်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ12ရက်နေ့မှာကြာရောက်ခဲ့တဲ့89နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ဖြင့်ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးဌာန DFA ကထုတ်ပြန်ချက်တရက်ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။ဆိုပါထုတ်ပြန်ချက်မှာကျန်ရှိနေသေးတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုထပ်မံလွှတ်ပေးခြင်းဟာအမျိုးသားပြန်လည်တည်မြဲရေးနဲ့အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေပေါ်ပေါက်လာရေးအတွက်အရေးကြီးတဲ့ပထမခြေလှမ်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်အခုလိုအကျဉ်းသားတွေလွှတ်ပေးခြင်းဟာအာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲဖော်ရမှာလေအထောက်အကူဖြစ်စေမှာဖြစ်ကြောင်းဆိုထားပါတယ်။ဖိလစ်ပိုင်နိုင်ငံဟာမြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်ဖို့အတွက်မြန်မာနိုင်ငံကအရေးပါတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့တွေ့ဆုံဆွေးနွေးပွဲတရက်ကိုလည်းအိမ်ရှင်အဖြစ်မကြသေးမီကလက်ခံကျင်းပပေးခဲ့ပါသေးတယ်။မြန်မာနိုင်ငံဟာအာဏာသိမ်းမှုနောက်ပိုင်းအာဆီယံဘုံသဘောတူညီချက်တွေကိုလိုက်နာဆောင်ရွက်ဖို့ပြတ်ကွက်နေခဲ့တဲ့အတွက်အခု2026ခုနှစ်မှာရရှိရမယ်အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူခွင့်ကိုလည်းဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်းသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်နဲ့စိုးဝင်းတို့ပါဝင်စစ်တပ်ပိုင်းစီးပွားရေးလုပ်ငန်းစုကြီးတွေကိုတင်ဆက်ပြီးရိုဟင်ဂျာတွေအတွက်နစ်နာကြေးပေးဖို့အာဂျင်တီးနားတရားရုံးမှာတရားစွဲဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗြိတိန်ခြေဆိုင်ရိုဟင်ဂျာဖွဲ့စည်းဖြစ်တဲ့ Proud ဟာဖေဖော်ဝါရီလ23ရက်နေ့မှာအာဂျင်တီးနားတရားရုံးထံအရဘတ်ဆိုင်ရာတရားစွဲဆိုမှုတည်းတင်သွင်းခဲ့တာပဲဖြစ်ပါတယ်။အဆိုပါရှောက်လဲချက်မှာအကြမ်းဖက်စစ်ကောင်ဆောင်ရဲ့ပိုင်ဆိုင်မှုတွေဖြင့်မြန်မာစီးပွားရေးကော်ပိုရေးရှင်း MEC နဲ့မြန်မာစီးပွားရေးဥပိုင် MEH လို့စတဲ့စစ်တပ်ပိုင်းလုပ်ငန်းစုကြီးတွေကိုဖော်ထုတ်သိမ်းဆည်းပြီးလူမျိုးတုံးတပ်ဖြတ်မှုတွေအတွင်းထိခိုက်နစ်နာခဲ့ရတဲ့ရိုဟင်ဂျာတွေကိုပြန်လည်ပေးရော်နိုင်မှုရည်ရွယ်ထားတာပဲဖြစ်ပါတယ်။အခုတရားစွဲဆိုမှုကိုဒီကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်မူဝါဒ Universal Jurisdiction အရတင်သွင်းခဲ့တာဖြစ်ပြီး Proud ဥက္ကဋ္ဌဦးထွန်းခင်ကတော့ဒါဟာဖိနှိပ်ခံရသူတွေအတွက်တရားမျှတမှုရှာဖွေရမှာအရေးကြီးတဲ့ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ဆိုပါတယ်။မြမအရေးကျွမ်းကျင်သူဒေါက်တာဇာနီကတော့ဒီမှုဟာသမိုင်းကြောင်းအရထူးခြားပေမဲ့လက်တွေ့အကောင့်ထဲပေါ်ရမှာစိန်ခေါ်မှုတွေရှိနိုင်တယ်လို့သုံးသပ်ထားပါတယ်။2019ခုနှစ်ကစစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုကြောင့်ရိုဟင်ဂျာ9သိန်းခွဲကျော်ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးခဲ့ရပြီးလက်ရှိမှာလည်းဒုက္ခသည်တသန်းကျော်ဟာခိုးလုံနေရဆဲဖြစ်တယ်လို့မြန်မာနိုင်ငံအတွင်းကျန်ရှိနေသူတွေဟာလည်းစစ်အာဏာသိမ်းမှုနောက်ဆက်တွဲပြည်ပခါတန်တွေကိုဆက်လက်ရင်ဆိုင်နေရကြောင်းသတင်းရရှိပါရရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းဝက်လက်မြို့နယ်မှာရှင်ပြုအလူဝဲဆိုင်ဝိုင်းတွင်ရက်သားလေးဦးကိုရက်ကျေးပကဖအဖွဲ့ဝင်တချို့ကဓာတ်နဲ့ထိုးဒုံနဲ့ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်ပေါ်အမှုဖွင့်ရေးယူပေးဖို့နှောင့်နှေးကြန့်ကြာနေမှုကြောင့်ဝေဖန်မှုတွေထွက်ပေါ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ22ရက်ညပိုင်းကဝက်လက်မြို့နယ်ကြီးပြားကြီးရွာအလူပွဲမှာရုံးသားရွာသား၄ဦးနဲ့အောင်ချမ်းသာရွာသားတွေစကားများရန်ဖြစ်ခဲ့ကြရာကနေစတင်ခဲ့တာပဲဖြစ်ပါတယ်။မျက်မြင်သက်သေတွေရဲ့ပြောဆိုချက်အရအောင်ချမ်းသာရွာဘက်ကလူ20ကျော်30ခန့်ဟာမိတွေဖြတ်ပြီးရုံးသားရွာသား၄ဦးကိုအမောင်တဲခေါ်ဆောင်ကဓာရီတုတ်တွေနဲ့အုပ်စုဖွဲ့ရိုက်နှက်ခဲ့တာပဲဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်အသက်23နှစ်အရွယ်အောင်ခန့်နိုင်နဲ့19နှစ်အရွယ်ခန့်သူရကျော်တို့ဟာဝမ်းမိုင်းနဲ့စီးခုံတွေမှာပြင်းထန်တဲ့ဓာတ်ထိုးဒဏ်ရာတွေရရှိခဲ့ပြီးဖေဖော်ဝါရီလ12ရက်နေ့အထိမန္တလေးကဆေးရုံတစ်ခုမှာအရေးပေါ်လူနာအဖြစ်ဆေးကုသမှုခံယူနေရပါတယ်။ကျန်2ဦးဖြစ်တဲ့တနောင်ထုံးနဲ့စင်ကိုလွင်တို့ကတော့တာမန်ဒဏ်ရာတွေပဲရရှိခဲ့ကြပါတယ်။နှစ်နာသူမိသားစုဝင်တွေဟာဖြစ်စဉ်မှာပါဝင်တဲ့အောင်ချမ်းသာရွာပကဖနဲ့ပကဖအဖွဲ့ဝင်တွေကိုရေးယူပေးဖို့မြို့နယ်ပါလာဖာတန်3ချိန်တိုင်တိုင်ကြားခဲ့ပြီးမြဲရက်ပေါင်း20ကျော်ကြာတဲ့အထိအမှုဖွင့်ပေးတာမျိုးမရှိသေးဘူးလို့သိရှိရပါတယ်။မြို့နယ်ပါလာဖဘက်ကတော့ကျူးလွန်သူတွေထဲမှာရက်ကျေးပကဖတာဝန်ခံတွေပါဝင်နေတာကြောင့်ခရိုင်ပကဖရဲ့လွှဲစာရမှသာအမှုဖွင့်နိုင်မယ်လို့တုံ့ပြန်ထားပါတယ်။လက်ရှိမှာတော့
မြို့နယ်ပကဖဘက်ကစစ်ဆေးမှုတွေလှုပ်ဆောင်နေစေဖြစ်ပြီးနေနာသူတွေဘက်ကတော့စေးစာအထောက်ထားတွေနဲ့အတူတရားမျှတမှုရရှိဖို့စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်းသတင်းရရှိပါရရှင်။ဖေဖော်ဝါရီလ15ရက်နေ့အတွက်မြန်မာနိုင်ငံတဝန်းကထူးခြားဖြစ်စဉ်သတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရရှင်။ကြည့်ရှုနာတော်တာဆင်ပေးခဲ့ကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှပြချမ်းသာချမ်းသာပြီးဘေးရန်ရဲ့ကင်းဝေးကြပါစေကြောင်းဆုမကောင်းတောင်းရင် Independent Voice မြန်မာရဲ့နနက်ခင်းသတင်းစီစဉ်တင်ဆက်မှုကိုဒီမှာရင်ရှင်းနာဝင်ပြပါရှင်။